မကြခင်ရှင်းယူဟာသူမရဲ့ဦးလေးပျောက်ဆုံးနေကြောင်းသိလိုက်ရပါတယ်။နောက်တစ်နေ့မှာမာလူက website ပေါ်မှာဝူဟာနံပါတ်1အလိုရှိသူဖြစ်သွားကြောင်းတွေ့လိုက်ရပါတယ်။ဝူကတော့ဘသူကသူ့ကိုဒီလောက်မုန်းနေတာလဲဆိုတာနားမလည်သေးပါဘူး။အဲ့ဒီအချိန်မှာဝူဖုန်းတစ်ခုလက်ခံရရှိပါတယ်။ဖုန်းခေါ်သူကရှင်းယူကိုပြန်ပေးဆွဲထားတဲ့ဒီလိပ်စာကိုလာခဲ့လို့ပြောပါတယ်။ဝူမသိတာကမာလူဟာဒီဖုန်းပြောဆိုမှုကိုလှို့ဝှက်စွာအတန်ဖန်ထားတာဖြစ်ပါတယ်။ရှင်းယူကိုကယ်ဖို့ဝူတယောက်ထဲသွားပါတယ်။ဒါပေမဲ့တကယ်တမ်းပြန်ပေးဆွဲသူတွေရဲ့ပြစ်မှတ်ကရှင်းယူမဟုတ်ပဲဝူကိုယ်တိုင်ဖြစ်နေပါတယ်။နံပါတ်1အလိုရှိသူဖြစ်နေတဲ့ဝူကိုဖမ်းပြီးစုကြေးယူချင်ကြတာပါ။စက်ရုံအဟောင်းတစ်ခုမှာတိုက်ပွဲကြီးဖြစ်ပွားခဲ့ပါတယ်။ဝူကလူအများကြီးကိုတယောက်ထဲရင်ဆိုင်ပြီးအနိုင်ယူလိုက်ပါတယ်။နောက်ဆုံးမှာခေါင်းဖုံးအုပ်ထားတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ပြီးရှင်းယူထင်ကကြိုးပြပေးလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးဟာရှင်းယူမဟုတ်ပဲအလီဖြစ်နေပါတယ်။အလီကဝူကိုဖတ်လိုက်တဲ့အခါဝူကချက်ချင်းတန်တရားဝင်သွားပါတယ်။ထို့နောက်သူကထွက်လာတော့မာလူမင်းတို့နှစ်ယောက်ပူးပေါင်းထားတာငါသိပြီးသားလို့ပြောလိုက်ပါတယ်။အလီနဲ့မာလူတို့ပူးပေါင်းပြီးဒီထောင်ချောက်ကိုဆင်ထားတာဖြစ်ပါတယ်။ဒါအပြင်မာလူကအလီနဲ့ဝူဖတ်ထားတဲ့ဓာတ်ပုံကိုရှင်းယူစီပို့လိုက်ပါတယ်